မြစ်တာတွေနဲ့အစာပြုခဲ့တဲ့နေလေးပါကူညီတတ်တဲ့လက်တစုံကပြေဝလန်းဆန်းစေတယ်တစုံတယောက်လိုအပ်ဆုံးအချိန်မှာကူညီပေးလိုက်နိုင်တာမျိုးဟာထူးခြားချူများတဲ့ပီတိတစ်ခုပါဘဝရဲ့ချုံငင်တဲ့အခိုက်အတန့်ချွေးထွက်များလို့ရည်သက်ဆုံး Bright ဒေတာအကောင်းဆုံးChicken leader ပါတော့အာဂနာဝါစနာရှင်ပြည်သူများခင်ဗျာ qualify Friday qualify full second Manly 2026ရဲ့ပွဲစဉ်တပွဲဖြစ်တဲ့ Brother ခုနဲ့ TG All Star ပွဲစဉ်ရတော့အခုပဲစတင်လာခဲ့ပြီဖြစ်ပါတယ်ခင်ဗျာ Brother ဟု FC အသင်းမှာတော့ပွဲထွက်လာလူစင်းတွေကတော့ကိုသမားအနေနဲ့အောင်ကျော်စောဟိန်းကျောင်းနံပါတ်9ကျော်တီဟာဆိုကျောင်းနံပါတ်10မင်းခန့်သူကျောင်းနံပါတ်40တိန်တန်းဆိုကျောင်းနံပါတ်4တေးစာအောင်တို့နဲ့ပွဲထွက်လာပြီးတော့ TG All Star အသင်းမှာတော့ကိုသမားအနေနဲ့ကျောင်းနံပါတ်1စိုးနိုင်အောင်ကျောင်းနံပါတ်55မင်းထွန်းကျောင်းနံပါတ်23တီဟာစောကျောင်းနံပါတ်89ရဲအောင်ကျောင်းနံပါတ်16နေဝင်းထွန်းတို့ကနေမှပွဲထွက်လူစင်းအဖြစ်ပွဲထွက်လာကြတာပဲဖြစ်ပါတယ်ခင်ဗျာတသက်စာအသင်းတစ်သင်းဖြစ်တဲ့ Brother ဟုအသင်းနဲ့ဝါရင်ကစားသမားတွေနဲ့ပေါင်းဆက်ဖွဲ့စည်းထားတဲ့ TG All Star အသင်းတို့ရဲ့အားပြိုင်မှုကိုတော့မကြခင်မှာတွေ့ရှိရတော့မှာပဲဖြစ်ပါတယ်ခင်ဗျာ
ပထမပိုင်းရဲ့စာပေးဖို့တော့ TG All Star အသင်းကစတင်ပေးပို့ရမှာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်မှ24ကျော်တက်ဦးဘောလုံးစတင်ပေးပို့ထားတယ်ခင်ဗျာ TG All Star အသင်းပဲဘာသာဦးတင်ပေးထွက်ပေါ်ကန်ခွင့်ရရှိမှာဖြစ်ပါတယ်ခင်ဗျာတေးစားအောင်ပေးထွက်ပေါ်ကန်တင်ပေးပို့ထားတယ်ဘုသမားမိရခင်ဗျာTG All Star တင်မယ်TG All Star တင်မယ်ပေးယူလောက်ထားတယ်ပြန်ပြတ်တယ်ဘာသာဦးတင်ရရှိလာတယ်TG All Star တင်မယ်TG All Star တင်မယ်ပြန်ရသွားတယ်ပေးထွက်ပေါ်ဘာသာဦးတင်ရရှိသွားခင်ဗျပေးတော့ဘောကန်ရမှာဘောလုံးအနေငယ်လှုပ်ရှားသွားရဆိုပြီးတော့ TG All Star တင်ပြန်လဲရရှိသွားတယ်ခင်ဗျာကိုသမားဒါလေးတိုးပေးထားတယ် TG All Star တင်မယ်တော်တော်ခုပေးထားတယ်လမ်းပိတ်ပြီကိုသမားအောင်ကျော်သောဟင်ကာကွယ်ထားတယ်ခင်ဗျ TG All Star တင်မယ်ပြန်လဲရရှိထားတယ်ဘောလုံးပေးပို့ထားတယ်ကျော်တက်ဦးပဲကျော်တက်ဦးဘောလုံးရဖို့ကြိုးစားရမှာတော့ကျော်တရားဆိုဘောလုံးရရှိသွားပါတယ်လင်းကိုကြိုးစားတယ်ပေးထွက်ဘောဖြစ်သွားခဲ့ပြီ TG All Star တင်ပေးထွက်ဘောကနေပေးပို့ထားတယ်ကမျိုးထွန်း TG All Star တင်ပြန်လဲရရှိသွားပြီဘာသာဟုတ်ပဲဘာသာဟုတ်တင်မဲ့ချင်းနေချက်ကြီးနေတဲ့နောက်ကိုပြန်လဲပေးပို့ထားတယ်တေးစားအောင်ကျော်သူရဆိုပေးပို့ထားတယ်ပြန်ပြတ်တယ်ခင်ဗျာတော့တင်ချင်းနေတစ်ချက်ကြီးနေတယ်ကျောင်းနံပါတ်30ကျောင်းနံပါတ်30ပဲကျော်တက်ဦးနဲ့ညှိပြီးတော့ဘေးထွက်ပေါ်ဖြစ်သွားခဲ့တယ်ခင်ဗျာတေးဆောင်မင်းခန့်သူကိုပေးပို့ထားတယ်ဘောလုံးကပေးကြတဲ့ကဘေးထွက်ပေါ်ဖြစ်နေခဲ့တာခင်ဗျာတော်တော်မင်းထုံးလမ်းငယ်မီဘောလုံးကဘိုးပေးရနေတိသက်တာကိုထွက်သွားခဲ့တာခင်ဗျအောင်ကျော်တော်ဟင်းမယ်အောင်ကျော်တော်ဟင်းရှိကိုပေးပို့ထားတယ်မင်းခန့်သူလက်ထွက်ဖို့ကြိုးစားမှာ TG All Star ကစားသမားရဲ့ခုခံမှုကြောင့်မလို့ပြစ်ဒဏ်ပေါ် Brotherhood အသင်းကကန်ခွင့်ရရှိသွားခဲ့တာပဲဖြစ်ပါတယ်ခင်ဗျတင်းကောင်းတော့ကျော်တီယာဆိုးကန်ပဲခင်ဗျာဒီရတော့ဘောလုံးလေးဒါလေးတို့ပေးထားလမ်းကမ်းပြီလွဲတယ်ခင်ဗျာတေသာအောင်ရဲ့ကန်ချက်ပဲဖြစ်ပါတယ်ခင်ဗျမင်းထုံးမယ်ဆွဲထွက်သွားတယ်ရောက်ပြီးတော့ကြောဖို့ကြိုးစားမှာတော့မလိုဘူးခင်ဗျမင်းထုံးပေးထွက်ပေါ်ကန်မယ်ခင်ဗျာနံပါတ်23ဘုသမားမိရခင်ဗျကျော်တဦးပဲကျော်လောက်တင်ပြန်လဲရရှိသွားပါတယ် TG All Star တင်ရှေ့ကိုပေးပို့ထားတယ်ကျော်ဖြိုးထွန်းနဲ့ကျော်ဖြိုးထွန်းကိုဘောလုံးပေးပို့ရမှာဘာသာဟုတ်ကစားသမားကိုဆွဲထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ပြစ်ဒဏ်ပေါ်ဘာသာဟုတ်တင်ကန်ခွင့်ရရှိရခင်ဗျမင်းခန့်သူပဲကျော်တဦးစီရောက်သွားခဲ့တယ်ခင်ဗျကျော်တဦးခြေအောင်ပြထားတယ်မင်းထွန်းကျော်ဖြိုးထွန်းမင်းထုံးမယ်ချင်းချင်းတယောက်ကျော်သွားတယ်
လူဘူးခေချက်ခန့်နေနေထားခင်ဗျအခန်းသူဆွဲလာတယ်ကျော်တရားစိုးပေးဖို့ကြိုးစားမှာတီထားစော်နဲ့ညှိပြီးတော့ဘေးထွက်ဘောဖြစ်သွားခဲ့တယ်ခင်ဗျသာသာဦးတင်မယ်ဘောလုံးရရှိထားတယ်ချိန်နေတစ်ချက်ကြည့်နေတယ်တရားစော်ပြန်ရသွားတယ်သာသာဦးတင်ပြန်လဲရှင်းထုတ်ထားတယ်ခင်ဗျာကျွန်တော်မှ80ခွန်ရေးအောင်ကန်မယ်ခင်ဗျာမင်းထုံးမယ်ရေးအောင်နဲ့တွဲဖက်လေးလှုပ်ထားတယ်ရေးအောင်မယ်အောင်ကျော်စုံဟိမ့်မယ်မိသွားတယ်ခင်ဗျာကျော်တရားဆိုပြန်လဲဆွဲတက်လာတယ်တောက်ဆောက်ဆွဲတက်လာတယ်ကျော်တရားဆိုပဲဒီဥစားတင်ပြန်လဲရရှိသွားတယ်ဘလုံးပေးမလို့နဲ့တစ်ချက်ကြည့်နေတယ်မင်းထုံးမယ်လေဝင်းထုံးရဲအောင်ကျော်လန်ကန်နဲ့အောင်ကျော်စုံဟိမ့်ကာဝယ်ထားတယ်ခင်ဗျာဒီဥစားပဲနေမင်းထုံးတောက်ဆောက်ဆွဲလာတယ်နေမင်းထုံးမယ်သာသာဟုတ်တင်ဖြတ်ထုတ်ထားတယ်ခင်ဗျနေမင်းထုံးဒါလေးပေးဖို့ထားတယ်ရဲအောင်မယ်လန်ကန်ပြီဒီအိုစာတင်တောင်းကန်ပေါ်ကန်ရမယ်ခင်ဗျာကျွန်တော်မှ23တီဟာစောတောင်းကမောပေးဖို့ထားမှာမလိုဘူးခင်ဗျမင်းထုံးဘောလုံးထိမ့်ဖို့ကြိုးစားရမှာဘေးထွက်ဘောဖြစ်သွားခဲ့တယ်ခင်ဗျာကျော်တရားစိုးဘောပေးဖို့ထားတယ်အခန်းသူဒီအိုစာတင်မယ်ကျွန်တော်မှ23ကျော်တရားစိုးဘောလုံးပြန်လဲရရှိသွားတယ်နှစ်ဖက်အသင်းကစားသမားတွေဘောလုံးရှင်လူရမှာတော့ဒီအိုစာတင်မယ်ဘေးထွက်ဘောကန်ခွင့်ရရှိသွားတာပဲဖြစ်ပါတယ်ခင်ဗျာဒါလေးတို့ပေးထားတယ်ရဲအောင်မယ်လန်ကန်ပြီအောင်ကျော်စောဟိဘောလုံးပေးပို့ထားမှာညားသွားခဲ့တယ်ခင်ဗျနှစ်ဖက်အသင်းကတော့ပြန်လန်တိုက်စစ်တွေနဲ့ကြီးကောင်းတဲ့ပွဲစဉ်တစ်ပွဲတော့ဖြစ်နေခဲ့တယ်ခင်ဗျာကျော်သူရပဲရဲအောင်နဲ့တွေ့ထားတယ်ရဲအောင်ချင်းနေတစ်ချက်ကြီးနေတယ်အားလာတယ်မယ်ဘောလုံးပေးပို့ထားတယ်ခင်ဗျာတရားစိုးကိုသမားနဲ့ပြန်တွဲထားတယ်ရှေ့ကိုပြန်လဲပေးဖို့ရမှာများတယ်ခင်ဗျာကိုသမားရှေ့ထိတက်လာတဲ့အနေထားကိုတွေ့ရခင်ဗျာလန်ကန်ပြီကန်ချက်ကအားပြော့နေခဲ့တယ်ခင်ဗျကိုသမားတက်လာတဲ့အခွင့်အရေးကိုကောင်းအသုံးမချနိုင်ခဲ့တာလည်းဖြစ်ပါတယ်ခင်ဗျကျော်တရားဆိုပဲငခန်းသူကနေမှတစ်ဆင့်လန်ကန်ဖို့ကြိုးစားမှာတောင်းကန်ပေါ်ဖြစ်သွားခဲ့တယ်ခင်ဗျငခန်းသူကန်မယ်ခင်ဗျ
ကျော်တရားစိုးပေးလေးလှုပ်ထားတယ်ဘေးထွက်ပေါ် TG အိုးစားတင်ကြရမှာဖြစ်ပါတယ်ခြေအောင်မယ်ကျော်တရားစိုးပြန်လည်ရရှိသွားတယ်ကျော်တရားစိုးဘလုံးကန်သွင်းဖို့ကြိုးစားမှာအားမပါဘူးခင်ဗျရှင်လူနေတယ်ဘာသာဟုတ်ကစားသမားတအူဟာ TG ကစားသမားတအူကိုနောက်ကနေဆွဲလဲခဲ့တဲ့အနေအထားကိုတွေ့ရှိရတယ်ခင်ဗျTG All Star အသင်းကတိုင်းအောက်ခေါ်ထားတာပဲဖြစ်ပါတယ်ခင်ဗျာနှစ်ဖက်အသင်းအပြန်အလှန်တိုက်ဆင်းမြင့်ပြီးကစားကြတာနဲ့အညီမကြာခဏဆိုသလိုပြစ်ဒဏ်ဘောတွေကိုတွေ့ရှိနေရတယ်ခင်ဗျfree kick ကိုရဲအောင်ကန်မဲ့အနေထားမှာရှိနေခဲ့တယ်ခင်ဗျရဲအောင်မကန်ဘူးများတရားစောဘလုံးလေးကိုတားလေးတိုးပေးထားတယ်ကျော်တူကန်တယ်ဘလုံးက9ပါးတန်းပေါ်ကိုပဲမြောက်တက်သွားခဲ့တယ်ခင်ဗျတရားလွင်လန်းကန်တယ်များတယ်ခင်ဗျတရားစောပြန်လည်ရရှိထားတယ်နေဝင်ထုံးနဲ့တွေ့ထားတယ်ပြက်တယ်ခင်ဗျာတေးစားအောင်ပပနဲ့ပဲဘေးထွက်ပေါ်ပြီးလုပ်ထားတယ်ခင်ဗျတော်ဦးပြေးဝင်မှာတရားတော်လန်တင်ပေးထားတယ်ပင်နေရီပြစ်ဒဏ်ပေါ်တက်မှတ်ပေးလိုက်တာပဲဖြစ်ပါတယ်ခင်ဗျာဘေးထွက်ပေါ်ပေးပို့တဲ့အနေထားမှာ Brotherhood အသင်းကစားသမားနဲ့လက်ထိသွားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒိုင်းအနေနဲ့ TG All Star အသင်းဘက်ကိုပင်နေရီပြစ်ဒဏ်ပေါ်ပေးလိုက်တာကိုတွေ့ရှိရတယ်ခင်ဗျာကျွန်တော်မှာ80ခွန်ရဲအောင်ကန်သွင်းမဲ့အနေအထားကိုတွေ့မြင်ရတယ်ခင်ဗျာဒီခွင့်ရေးကိုအဖြစ်ပြောင်းလဲနိုင်မလားဆိုတာကတော့ဆက်လက်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်ခင်ဗျာရအောင်မယ်ပြန်လာပြီကိုတဲ့ခင်ဗျာ
ဒီဥစားတင်ရဲ့ကစားသမားရဲအောင်ပင်နယ်ဒီကိုအဆုံးသက်ကန်သွင်းရမှာတော့ဂိုးအဖြစ်ပြောင်းလဲသွားခဲ့ပါတယ်ခင်ဗျအောင်ကျော်စောဟိန်းဒီဆောင်နဲ့တွေ့ထားတယ်ဒီဥစားတင်ကိုယ်တော့ပြန်ရတယ်ခင်ဗျနေဝင်းထွန်းတော့ဆောက်ဆွဲလာတယ်ကျော်တူအောင်ကျော်စောဟိန်းကာကွယ်ထားခဲ့တယ်ခင်ဗျရာသာဟုသင်းရရှိလာတယ်ရာသာဟုသင်းပဲတော့ကောင်းတယ်ခင်ဗျကံဖို့ကြိုးစားတယ်ဂိုးပြီခင်ဗျရာသာဟုသင်းရဲ့ခြေပါကိုကတော့ဒီကြီးဥစားသင်းဥစားကိုရရှိပြီးမကြခင်ပါပဲပြန်လဲရရှိသွားခဲ့ပြီဖြစ်ပါတယ်ခင်ဗျကျွန်တော်ကကိုသိန်းတန်းမင်းရဲ့သွေးယူမှုပဲဖြစ်ပါတယ်ခင်ဗျာဟောလာဦးတင်မယ်တင်အောင်လွင်ဘောလုံးရယူဖို့ကြိုးစားမှာတော့ကျော်တက်ဦးနောက်ကနေနင်းလိုက်တယ်လို့ဖြစ်သွားတဲ့အတွက်ကြောင့်မို့လို့ Brotherhood အသင်းပြစ်ဒဏ်ပေါ်ကန်ခွင့်ရရှိသွားတာပဲဖြစ်ပါတယ်ခင်ဗျာပြေးအောင်လန်ကန်တယ်ဘောလုံးကများနေခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာကျော်တော်ဦးပဲနေဝင်းထွန်းနဲ့တွဲဖက်ကစားထားတယ်တရားစောနေဝင်းထွန်းနဲ့ပြန်တွဲထားတယ်ဝင်းထွန်းဘောလုံးထိန်းဖို့ကြိုးစားမှာတော့ဘေးထွက်ဘောဖြစ်သွားခဲ့တယ်ခင်ဗျာတော့တင်ပြန်လဲရရှိလာပြီတရားလွင်မယ်ဘောလုံးပေးဖို့ထားတယ်သင်ချက်ကြည့်နေတယ်မလွတ်ဘူးခင်ဗျာဘာသာဦးတင်နောက်ကိုပြန်လဲပေးဖို့ထားတယ်ဒီဒီအိုစတာရဲ့ကိုယ်သမားမိရခင်ဗျတရားစောချိန်နဲ့ချက်ကြည့်နေတယ်တရားစောတောက်လျှောက်ပဲရှေ့ကိုဖြည်းဖြည်းချင်းဆွဲလာတယ်ခင်ဗျကျော်တဦးနဲ့တွဲထားတယ်တရားစောပဲကျော်တဦးနဲ့တွဲထားတယ်ဂိုးရဲ့ခင်ဗျတီဟာဇော်ရဲ့အကွက်မြင်ပေးပို့မှုကနေမှတစ်ဆင့်ကျော်တဦးလှပပပဲသွေးယူသွားခဲ့တာပဲဖြစ်တယ်ခင်ဗျBrotherhood ရဲ့ဂိုးသမားအောင်ကျော်စောဟိန်းဘာမှမတက်နိုင်မယ်ဖြစ်သွားခဲ့တယ်ခင်ဗျာဝါရင်ကစားသမားတွေဖြစ်တာနဲ့အညီအကွက်မြင်ပေးပို့မှုတွေရောတကယ်ဟိုဖျော်ပြမှုဆန်နေခဲ့တာပဲဖြစ်ပါတယ်ခင်ဗျရေအောင်မယ်ပြန်လဲရရှိလာတယ်ကျော်တရားစိုးဘုဒ္ဓမအောင်ကျော်စောရင်းနဲ့တွေ့ထားတယ်အောင်ကျော်စောရင်းချင်းနဲ့ချက်ကြီးနေမင်းကတော့လန်တင်ပေးထားတယ်ဘောလုံးကလိုရတော့မရောက်ခဲ့ဘူးခင်ဗျာရအောင်မယ်ကိုသမားနဲ့တွဲထားတယ်မင်းထွန်းပဲတော့တင်ပြန်လဲရရှိသွားတယ်မင်းခန့်သူတွဲပဲကြိုးစားတယ်ဘိုးလုံးပေါ်ပဲဖြစ်သွားခဲ့တယ်ခင်ဗျာရှေးအောင်မယ်မင်းထွန်းနဲ့တွဲထားတယ်ရှေးအောင်မယ်လန်တင်ပေးထားတယ်မလိုဘူးခင်ဗျတော့တင်ပြီးတော့ကန်ဝေးရတယ်ခင်ဗျာကျော်တရားစိုးအတင်းဘောနဲ့ပြန်လဲတွဲဖက်ထားခင်ဗျဘာသာဦးတင်ပဲတီတီအိုစာတင်ရဲအောင်ကိုကြော်ဖြတ်ဖို့ကြိုးစားရမှာတော့ပြစ်ဒဏ်ကျူးလွန်ခြင်းခံလိုက်ရတာပဲဖြစ်ပါတယ်ခင်ဗျာဘလုံးပြန်လဲစတင်ထားမင်းခန့်သူ
ကျော်တရားစိုးမင်းထွန်းလောဘူးခင်ဗျဒီအိုစာတဲ့ကလာသမားကိုနောက်ကနေအနှင်းငယ်တွန်းနေဆိုပြီးတော့ဒိုင်ကတော့ပြစ်ဒဏ်ပေါ်ပေးထားခဲ့တယ်ခင်ဗျအားတော့တင်ကန်တင်ထားတယ်များတယ်ခင်ဗျာအမင်းထွန်းအချိန်နဲ့ချက်ကြည့်နေရဲ့ရှေ့ကိုပေးပို့ထားတယ်ဘာသာတင်ဦးရယ်ခင်ဗျာဒီဥစားတင်ရဲ့ကိုသမားစိုးနိုင်အောင်ရဲ့ပေးပို့မှုကနေမှတစ်ဆင့်ဒီဥစားတင်မယ်ဥစားတင်မယ်ဘာသာတင်ပြန်သွားပြီဘာသာတင်တောက်ချပဲဆွဲလာတဲ့ဘောလုံးရှေ့ကိုပေးပို့ထားတယ်မင်းခန့်သူချင်းနေချက်ကြီးနေတယ်ကျော်တရားစိုးပေးဖို့ကြိုးစားမှာတော့ပြည့်အတက်မှာအနှဲငယ်နောက်ကျနေခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာစိုးနိုင်အောင်မယ်ကိုသမားတစ်ဖက်ကကိုသမားအောင်ကျော်စိုးဟင်းစီကိုရောက်သွားခဲ့ခင်ဗျာကျော်တရားစိုးဆွဲလာတယ်မင်းခန့်သူကျော်တရားစိုးဘာသာတင်မယ်ပြန်လည်ရရှိသွားတယ်ခင်ဗျဒီအိုစတာတင်ချက်တူချက်တူရှေ့ကိုပေးဖို့ရမှာတော့ဘောလုံးကများနေခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာချက်တူဆိုဆွဲလာပြီတင်တန်းဆိုပေးထားတယ်တင်တန်းတို့တော့ဆွဲသွားတယ်တင်တန်းဆိုပဲခန္ဓာကိုယ်နဲ့ကာထားတယ်ယူကိုကြိုးစားတယ်ကျော်တရားဆိုဒီပြန်သွားပြီခင်ဗျအဆုံးသက်ဖို့ကြိုးစားတယ်ဒီအိုစာတင်ရဲ့ကိုသမားစိုးနိုင်အောင်ကောင်းဆုံးကာကွယ်ထားတာကိုတွေ့ရှိရပါတယ်ခင်ဗျကျော်တရားဆိုအချင်းနဲ့ချက်ကြည့်နေတယ်လန်ကန်ပြီကိုသမားစိုးနိုင်အောင်ပဲထပ်မိတယ်ခင်ဗျဝင်းထွန်းအောင်ထင်းကိုကြိုးစားမှာတော့ဘေးထွက်ဘောပဲဖြစ်သွားခဲ့တယ်ခင်ဗျာကျော်တရားစိုးအောင်ကျော်စောဟိန်းနဲ့တွဲထားတယ်အောင်ကျော်စောဟိန်းအခန်းသူကျော်တရားစိုးဘာသာအသင်းနဲ့ DG All Star အသင်းတို့ရဲ့ပထမပိုင်းအပြိုင်မှုကတော့ပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်ခင်ဗျာဒုတိယပိုင်းဆက်လက်တင်ဆက်မှုကိုစောင့်မျှော်ကြည့်ရှုပေးကြဖို့အတွက်မေတ္တာရပ်ခံရပါတယ်ခင်ဗျာမြစ်တာတွေနဲ့အစာပြုခဲ့တဲ့နေလေးပါကူညီတတ်တဲ့လက်တစုံကပြေဝလန်းဆန်းစေတယ်တစုံတယောက်လိုအပ်ဆုံးအချိန်မှာကူညီပေးလိုက်နိုင်တာမျိုးဟာထူးခြားချူများတဲ့ပီတိတစ်ခုပါဘဝရဲ့ချိုမြိန်တဲ့အခိုက်အတန့်ချွေးထွက်များလို့ရည်တတ်ဆုံး Bright ဒေတာအကောင်းဆုံး
တီဂျီအိုစာအသင်းနဲ့ Brotherhood အသင်းတို့ရဲ့ဒုတိယပိုင်းအားပြိုင်မှုကတော့ပြန်လည်စတင်လာခဲ့ပြီခင်ဗျ Brotherhood အသင်းပဲပေးယူလုပ်ထားတယ်တီဂျီအိုစာအသင်းမင်းတို့ရရှိသွားတယ်လမ်းကမ်းမှုကြိုးစားတယ် Brotherhood အသင်းဖြတ်ထုတ်ထားတယ်ခင်ဗျတီဂျီအိုစာအသင်းပြန်ရသွားပြီလမ်းတင်ထားတယ်အတားရခေါင်းတိုက်သွင်းဖို့ကြိုးစားရမှာတော့ဘိုးပေါင်းနဲ့လွဲချော်သွားခဲ့တယ်ခင်ဗျကျော်တူနောက်ပါလင်းနဲ့ဒါလေးပေးပို့ထားတယ်မင်းထွန်းရဲ့ကန်ချက်ကို Brotherhood ရဲ့ကိုသမားကာကွယ်ထားတယ်ခင်ဗျကိုသမားတက်ပိုးဝင်ဖြစ်ပါတယ်ခင်ဗျတော့လမ်းပြီးတင်ထားတယ်သူမှတော့ရှိမနေခဲ့ဘူးခင်ဗျာမင်းထွန်းပြန်တွဲထားတယ်ကျော်တက်ဦးကိုလုံးလေးကာပြီးယူထားတယ်ခင်ဗျရှေ့ပေးဖို့ကြိုးစားမှာမလုပ်ဘူးခင်ဗျာရဲအောင်မယ်ကြည်ရတော့နေပြန်တွဲထားတယ်ကျော်တက်ဦးလန်ကန်ပြီသင်ကောင်းတော့တရားစောလန်ကန်ဖို့ကြိုးစားမှာတော့ဘိုးပေါင်းနဲ့လွဲချော်သွားခဲ့တယ်ခင်ဗျBrotherhood အသင်းကိုသမားမိရခင်ဗျာBrotherhood အသင်းလည်းရရှိလာတယ်ရဲအောင်ဖြတ်ထုတ်ထားတယ်ခင်ဗျာBrotherhood အသင်းပဲဒူဝွန်လန်ကန်ပြီတိုင်ထိပြီးထွက်သွားတဲ့အနေအထားဖြစ်ပါခင်ဗျအလွန်နှမျောစရာကောင်းတဲ့တွင်းကိုပဲခင်ဗျရအောင်မယ်အချိန်ဆက်ကြည့်နေမလို့ဘူးခင်ဗျမင်းထွန်းတော်နဲ့တွေ့ထားတယ်ရှေ့ကိုတာလေးခုတ်တင်ပေးထားတယ်ဘုံမှာတက်ဖို့မင်းမိရခင်ဗျတေးဆောင်မယ်တေးဆောင်အချိန်ဆက်ကြည့်နေတယ်လို့ဘူးခင်ဗျကျော်တော်ပြန်ရသွားတယ်ခင်ဗျလန်ကန်ပြီဘုသမားတက်ဖို့မင်းပုတ်ထုတ်ကာဝယ်ထားတာကိုတွေ့ရပါတယ်ခင်ဗျာတီဂျီအိုစာတင်တောင်းကန်ပေါ်ကန်ခွင့်ရရှိထားပါတယ်ခင်ဗျကျော်တော်ဦးတောင်းကန်ပေါ်အသာလေးခုတ်တင်ပေးထားတယ်တရားသောလန်ကန်ဖို့ကြိုးစားတယ်ခင်ဗျမလိုဘူးခင်ဗျဘုသမားတပ်ဖို့မမိတယ်ခင်ဗျလူဝမဲတောင်းချဆွဲလာတယ်သိန်းတန်းဝင်နဲ့တွေ့လာတယ်လန်ကန်ဖို့ကြိုးစားမှာတော့မလိုသေးဘူးခင်ဗျဒေစာအောင်တရားစောတရားအောင်ရှေ့ကိုခုတ်တင်ပေးရမှာတော့မလုပ်ဘူးခင်ဗျဒေစာအောင်တောင်းဆွဲလာတယ်တရားစောဘေးထွက်ပေါ်ပဲဖြစ်သွားခဲ့ခင်ဗျာတီဂျီအိုစာအသင်းရဲ့ကစားသမားတဦးဖြစ်တဲ့ကျော်တက်ဦးအနည်းငယ်တန်ရာရရှိသွားတာကိုတွေ့ရှိရပါတယ်ခင်ဗျမင်းထွန်းဘေးထွက်ပေါ်ကံမယ်ခင်ဗျာတရားစောမင်းထွန်းနဲ့တွဲထားတယ်ကျဲအောင်လန်ကန်ပြီမကြော်ဘူးခင်ဗျာတောင်းကံပေါ်တီဂျီအိုစာအသင်းကကန်ခွင့်ရရှိထားတာပဲဖြစ်ပါတယ်ခင်ဗျာလန်ကန်ပြီအသင်းကောင်းတော့တရားစောအပြင်းကန်သွင်းရမှာတော့ဘောလုံးကတီးတတာကိုမြောက်တက်သွားခဲ့တယ်ခင်ဗျ
ဘာသာဟုတ်တဲ့ပလေယာတွေနဲ့လည်းထိသွားခဲ့လို့တောင်းကံဘောနောက်တစ်ချိန်ထပ်မံရရှိထားတယ်ခင်ဗျာကျော်တရားဆိုလိန်တန်မင်းနဲ့တွေ့ထားတယ်တေးဆောင်ကျော်တရားဆိုရှေးအောင်မင်းထွန်းနဲ့တွေ့ထားတယ်ရှေးအောင်မဲရှေးကိုပေးပို့ထားတယ်အချိန်တစ်ချက်ကြည့်နေတယ်ကျော်ကိုကြိုးစားနေတယ်ရှေးအောင်စီကိုပြန်လဲပေးပို့ထားတယ်ခင်ဗျာလန်ကန်ပြီများတယ်ခင်ဗျာကျော်တရားဆိုပဲကျော်တရားဆိုတောက်လျှောက်ဆွဲလာတယ်ကျော်တရားဆိုရှေ့ကိုတောက်လျှောက်ဆွဲသွားပြီတယောက်ကျော်သွားပြီဘောလုံးကဆွဲရင်နဲ့ဂိုးလွန်ပေါ်သာဖြစ်သွားခဲ့တယ်ခင်ဗျာအခန်းသူဒီဆောင်မယ်ခုတ်တင်မိထားတယ်မင်းကသူစီရောက်တယ်ခင်ဗျကျော်တရားဆိုးနဲ့လူချင်းထပ်နေခဲ့ရမှာဘေးထွက်ပေါ်ပဲဖြစ်သွားခဲ့တယ်ခင်ဗျာဒီဆောင်ရှေ့ကိုပေးပို့ထားတယ်မင်းကသူရတယ်လန်ကန်ဖို့ကြိုးစားတယ်မလိုဘူးခင်ဗျတင်းကောင်းဆောင်တီဟာဆိုအသေးအတန်ဖြတ်ထုတ်ထားတယ်ခင်ဗျာဒီကြီးအိုးစားတဲ့ကစားသမားမင်းထွန်းအနေငယ်ထိခိုက်ဒဏ်ရာရရှိသွားတာပဲဖြစ်ပါတယ်ခင်ဗျလင်မြန်တဲ့ transition တွေကိုပြုလုပ်ရတဲ့အခါမှာကစားသမားတွေအနေငယ်မကြာခဏဆိုသလိုဒဏ်ရာရရှိတတ်တာကိုလည်းတွေ့ရှိရပါတယ်ခင်ဗျကိုမစိုးနိုင်အောင်ပဲရရှိရခင်ဗျာကိုမစိုးနိုင်အောင်ရှေ့ကိုပေးပို့ထားတဲ့ကိုမစိုးနိုင်အောင်ရှေ့ကိုဘောလုံးပေးဖို့ရမှာတော့ဂိုး area ကိုလက်အနေငယ်ထွက်တယ်ဆိုပြီးတော့ဘာသာဟုတ်တင်ကိုနောက်တစ်ချိန်ပြန်လဲပြစ်ခွင့်ပေးထားတာပါခင်ဗျရအောင်မယ်ရအောင်လန်ကန်မှုကြိုးစားတယ်မလုပ်ဘူးခင်ဗျလန်ကန်ပြီဘာသာဟုတ်တင်အသေးအတန်ဖြတ်ထုတ်ကာကွယ်လိုက်ရတယ်ခင်ဗျတင်းကောင်းဆောင်တရားစောမလိုဘူးခင်ဗျာကိုမတပ်ပုံမင်းတေဆောင်နဲ့တွေ့ထားတယ်ကိုတရားဆိုတေဆောင်ရှေ့ကိုပေးပို့ထားတယ်မင်းခန့်သူနဲ့တွဲဖက်ဖို့ကြိုးစားရမှာတော့ပြစ်ဒဏ်ဘောကျူးလွန်ခြင်းခံလိုက်ရတာဖြစ်တဲ့အတွက်ကြောင့်ဘရသာဦးတင်ပြစ်ဒဏ်ဘောကန်ခွင့်ရရှိမှာပဲဖြစ်ပါတယ်ခင်ဗျာကျော်တရားဆိုကံမဲ့နေထားပါခင်ဗျလန်ကန်ပြီခံသူပဲဘောလုံးကိုပြန်လဲထိန်းပြီးတော့မှပေးတဲ့ပြန်လုပ်ဖို့ကြိုးစားနေရခင်ဗျာကျော်တရားဆိုခံသူ
တိန်တန်မင်းနဲ့တွဲဖက်ဖို့ကြိုးစားမှာဘေးထွက်ပေါ်ဖြစ်သွားခဲ့တယ်ခင်ဗျနေဝင်းထွန်းကန်မယ်ခင်ဗျကျွတ်တူတရားတော်ရှိဦးသားလေးတူပေးထားတယ်လို့ဘူးခင်ဗျမြင်ခန့်သူပြန်လဲရရှိလာတယ်တိန်တမင်းတယောက်ကိုစူးစမ်းရမှာတော့ဘေးထွက်ပေါ်ပဲဖြစ်သွားခဲ့ပါတယ်ခင်ဗျကျွတ်တူပဲနောက်ပေါက်လင်းနဲ့ချပေးထားတယ်ဘယ်တော့တင်ပြသွားတယ်ဒီအိုစတာတင်ကောင်းတော့တရားသောရှေ့ကိုပေးဖို့ရမှာတော့နင်းငယ်နားလည်မှုလွဲနေခဲ့တယ်ခင်ဗျာဘယ်တော့တင်မယ်ကျွတ်တရားဆိုအချိန်နဲ့ချက်ကြည့်နေတယ်ရိုက်တင်ပေးထားတယ်ငခန်းသူဘယ်တော့တင်ပေးထွက်ပေါ်ကန်ရမယ်ခင်ဗျာငခန်းသူပဲတိန်တန်မင်းနဲ့တွေ့ထားတယ်ငခန်းသူပဲအချိန်နဲ့ချက်ကြည့်နေကျွတ်တရားဆိုခန်းသူပဲတို့ရတော့လဲရထားတယ်ဒီဝန်သားတင်ကစားသမားများပပနဲ့နဲ့ပဲဂိုးလုံးပေါ်ရယူထားခဲ့တယ်ခင်ဗျာရှေ့ကိုပေးဖို့ထားတယ်မင်းခန်းသူဦးရယ်ခင်ဗျာတိန်တန်မင်းပဲတိန်တန်မင်းတရားဆုံးရှေ့ကိုပေးဖို့ကြိုးစားမှာနားလည်မှုလွဲနေရခင်ဗျတရားဆုံးမင်းခန်းသူပြန်လဲရရှိလာပြီဖြစ်တဲ့ပေါ်ဆုံးဖြတ်ပေးမှုမှာအနည်းငယ်အငင်းပွားစရာဖြစ်ပွားနေတဲ့အနေအထားကိုတော့တွေ့မြင်နေရတယ်ခင်ဗျာဘာသာအသင်းကိုပဲပြည်တယ်ပေါ်တတ်မှတ်ပေးထားပြီးတော့ပွဲကိုပြန်လဲစတင်ထားရခင်ဗျခန်းသူပဲပေးဖို့အချိန်နဲ့ချက်ကြည့်နေကြိုးခင်ဗျတရားတော်ပဲရှေ့ကိုမျှောပေးရမှာတော့ကိုသမားမိရခင်ဗျပြန်လဲပေးဖို့ထားတယ်ဘာသာအသင်းပဲဘာသာအသင်းကျွန်တော်မှ30ပွဲပြီးဆုံးဖို့အတွက်9မိနစ်ကြော်ခန်းတာလိုအပ်တော့ရခင်ဗျာဘာသာအသင်းကျောင်းနံပါတ်40ခွန်ကိုဥပဒေပြင်ပကစားရဆိုပြီးတော့ဝါကပြားပြသထားတာပဲဖြစ်ပါတယ်ခင်ဗျာခ
လက်ထိဘော TG အိုစာတင်ကန်ခွင့်ရရှိထားတာပဲဖြစ်ပါတယ်ခင်ဗျာတိချတာအသုံးချရမယ်ဆိုရင်နောက်ထပ်ဥဆောင်ကိုတကူရရှိနိုင်တဲ့အနေအထားပဲဖြစ်ပါတယ်ခင်ဗျနှမျိုးစရာပဲခင်ဗျကျော်တက်ဦးအပြင်းပိတ်သွင်းရမှာတော့ဘရာသာဟုတ်တင်ကိုသမားတက်ဖို့မင်းမဲမိသွားခဲ့ခင်ဗျဘရာသာဟုတ်တင်မဲတိုးစိတ်လေးနဲ့တွဲဖက်လှုပ်ထားတယ်နိုင်ငံမှုစူးစားတယ်ကိုလုံးဘောပဲဖြစ်သွားခဲ့တယ်ခင်ဗျာနောက်ထပ်ပြစ်ဒဏ်ဘောထပ်ဖြစ်တယ်ခင်ဗျာဘရာဦးတင်ကစားသမားကျောင်းနံပါတ်9တိန်တန်းမင်းကျော်တအူးကိုဆွဲလဲထားခဲ့တယ်ဆိုပြီးတော့ TG All Star တင်ပြစ်ဒဏ်ဘောကန်ခွင့်ရရှိထားတယ်ခင်ဗျာခုနကလက်ထိပေါ်နေရာနဲ့မလန်းမကန့်နေရာမှာဖြစ်တယ်ခင်ဗျနိုင်ငံမှုစူးစားတယ်မလို့ဘူးခင်ဗျာကျော်တအူးမင်းထွန်းမလို့ဘူးခင်ဗျာငင်ခံသူပြန်လဲဆွဲလာတယ်တရားစောမကြိုးခင်ဗျာတရားစောပဲကိုသမားတပ်ဖို့မင်းစီရောက်တယ်ခင်ဗျာဆုံးတပ်ဖို့ကြိုးစားမှာတော့9ပါးတန်းနဲ့နည်းငယ်လေးသာလွဲသွားခဲ့တာခင်ဗျမင်းထွန်းတရားစောနဲ့တွဲထားတယ်မင်းထွန်းစီပြန်ရောက်တယ်မကြိုးခင်ဗျာပေါ်ပြီးဆုံးဖို့ကလည်း9မိနစ်ခန့်သာကျန်တော့တာဖြစ်ပါတယ်ခင်ဗျဘေးထွက်ပေါ် TG All Star တင်ကန်ရမယ်ခင်ဗျTG All Star တင် time out ခေါ်ထားခဲ့တာလည်းဖြစ်ပါတယ်ခင်ဗျာပေါ်ပြီးဆုံးဖို့9မိနစ်ကျော်ခန့်သာလိုတော့တဲ့အချိန်မှာတော့ TG All Star တင်က2ဂိုး Brotherhood က2ဂိုးဆိုတဲ့ရလဒ်ထွက်ပေါ်နေခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာလက်ကျန်မိနစ်အပိုင်းခြားမှာတော့ဘယ်အသင်းကဘယ်လိုအနိုင်ရရှိသွားမလဲဆိုတာတော့ဆက်လက်စိတ်ဝင်စားနေစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်ခင်ဗျာTG All Star တင်ကဒီပွဲမှာအနိုင်ရရှိခဲ့ရင်တော့ရမှတ်6မှတ်ထိစုဆောင်းနိုင်ခဲ့မှာဖြစ်ပြီးတော့ Brotherhood အသင်းကတော့ဒီပွဲမှာနိုင်ရရှိဖို့အတွက်လည်းချီပါကိုရောဥဆောင်ကိုပါလိုအပ်နေခဲ့တာဖြစ်ပါတယ်ခင်ဗျာမင်းထွန်းမဲတယောက်ကျော်သွားတယ်ဘေးထွက်ဘောဖြစ်သွားခဲ့တယ်ခင်ဗျာရဲအောင်တရားစောနဲ့ပြန်လဲတွဲထားတယ်ရဲအောင်မဲအခန့်သူပြန်လဲရရှိသွားပြီ
ပြီးတော့ပေါ် TG All-Star တင်ကန်ရမယ်ခင်ဗျာရှေးအောင်ရှေးကိုလန်တင်ပေးထားတယ်ဘောလုံးလိမ့်နေရဆိုပြီးတော့ဘာသာဟုအသင်းပြန်ကန်ရမယ်ခင်ဗျာခန့်သူပြန်တွေ့လာလန်ကန်ပြီမလိုဘူးခင်ဗျခန့်သူပဲတရားဆုံးတေးဆောင်တရားဆုံးဘုလမမီရခင်ဗျာတရားစောပဲတရားလက်ထောက်ဖို့ကြိုးစားတယ်မလိုဘူးခင်ဗျာတေးဆောင်တရားဆုံးလန်ကန်ပြီဘုလမမီရခင်ဗျာမတပ်ဖို့မင်းဒီဆောင်နဲ့တွဲဖက်ထားတယ်အခန့်သူမင်းတို့တောက်ချောက်ဆွဲလာတယ်ဘာသာအသင်းရှင်းထုတ်ထားတယ်ခင်ဗျာကျေအောင်မယ်ကျေအောင်တယောက်ကြော်သွားပြီမင်းတို့ပေးဖို့ထားတယ်မင်းတို့ချင်းနေချက်ကြည့်နေတယ်နောက်ကိုပြန်လဲပေးဖို့ထားတရားစောပဲရဲအောင်မင်းတို့ပြန်လဲပေးဖို့ကြိုးစားမှာတော့နားလည်မှုလွဲခဲ့ခင်ဗျာတော်တော်တို့ပေးထားတယ်တပ်ဖို့မင်းပုတ်ထုတ်ကာဝယ်လိုက်ရတယ်ခင်ဗျာမင်းထွန်ချင်းနေချက်ကြည့်နေတယ်နောက်ပေးဖို့ထားတရားတော်တွဲထားတယ်တရားတော်များတယ်ခင်ဗျာတပ်ဖို့မင်းရှေ့ကိုပေးဖို့ထားတယ်မင်းခန့်သူတရားတော်နဲ့ချိန်နေပဲလူနေတယ်တရားလင်းလန့်ကြည့်တယ်နင်းငယ်အပြုတ်နေကြတယ်ခင်ဗျာမင်းထွန်ဆရာအပြင်းပိတ်သွင်းဖို့ကြိုးစားမှာတော့မလွတ်ဘူးခင်ဗျတရားစောနားလည်မှုလွဲနေကြတယ်ခင်ဗျာတေးစားအောင်မယ်တေးစားအောင်ချင်းနေချက်ကြီးနေတယ်ကျော်တရားဆိုးပေးဖို့ထားတယ်တရားလင်းဘောလုံးရရှိသွားပြီဝေးတန်ကိုချိုးပေးဖို့ကြိုးစားမှာတော့ကိုသမားကာကွယ်သွားခဲ့ခင်ဗျဘုမစိုးနိုင်အောင်ပဲဖြစ်ပါတယ်ခင်ဗျာတေးစားအောင်တောင်လင်းနဲ့တွဲထားတယ်ကျော်တရားဆိုးတောင်လင်းနဲ့ပြန်လေးပေးဖို့ထားတယ်တေးစားအောင်ကျော်တရားဆိုးတောင်းကံပေါ်ဗရာသာဟုတင်ကကန်ခွင့်ရရှိထားတာပဲဖြစ်ပါတယ်ခင်ဗျာဝယ်ပြီးဆုံးဖို့ကတော့48စက္ကန့်သာလိုတော့တာပဲဖြစ်ပါတယ်ခင်ဗျာယခုရလာအတိုင်းသာပြီးဆုံးသွားမယ်ဆိုရင်တော့ဘရာသာအသင်းကတော့ရမှတ်တမတ်သာရရှိပိုင်ဆိုင်ထားရလေဖြစ်ပါတယ်ခင်ဗျဘရာသာအသင်းအနေနဲ့အုပ်စုတက်ဖို့အတွက်နည်းငယ်ရုန်းကန်ရမယ်
အနေထားကိုရောက်ရှိသွားခဲ့တာလည်းဖြစ်ပါတယ်ခင်ဗျာဘာသာအသင်းပါဝါပလေးစော့မဲ့အနေထားကိုတွေ့မြင်ခဲ့ရတာပဲဖြစ်ပါတယ်ခင်ဗျဒေသအောင်မဲ့လန်ကမှုကြိုးစားတယ်လွဲတယ်ခင်ဗျာဘာသာအသင်းအနေနဲ့ပါဝါပလေးစော့ရင်လိုအပ်နေတဲ့ခြေပါဂိုးတစ်ခုကိုလက်ကျန်စက္ကန့်ပိုင်းအတွင်းမှာသွင်းယူနိုင်မလားဆိုတာတော့စိတ်ဝင်စားစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်ခင်ဗျာဆိုဒီအဆိုပဲဒီကောင်နဲ့လမ်းတွဲထားတယ်ဘာသာအသင်းပြစ်ဒဏ်ပေါ်ကန်ခွင့်ရရှိထားပါတယ်ခင်ဗျာဆိုဒီအဆိုရရှိလာတဲ့ပြစ်ဒဏ်ပေါ်ကန်မဲ့နေထားပါပဲခင်ဗျာလန်ကန်ထားတယ်ညားသွားခဲ့တယ်ခင်ဗျာဘုံကစိုးနိုင်အောင်ပဲရှေ့ကိုလမ်းပစ်ထားတယ်ချက်တအူးနဲ့ကျော်တရားဆိုရှင်လူမှာတော့ဘေးထွက်ပေါ်ပြသွားခဲ့တယ်ခင်ဗျာတီဂျီအိုစတာတင်ဘေးထွက်ပေါ်ကန်ခွင့်ရရှိထားခဲ့တာလည်းဖြစ်ပါတယ်ခင်ဗျာချက်တအူးရဲ့ကန်ချက်ကိုပါဝါပလေးကစားသမားကာကွယ်ပုတ်ထုတ်သွားတာပဲဖြစ်ပါတယ်ခမကျော်တရားဆိုပဲတော့ဆွဲလာတယ်ကျော်တရားဆိုပဲလန်ကန်နေချက်ကင်လေးစားပါတော့အလားဝါသနာပေးတယ်မယ်ခင်ဗျာဒီဂျီအိုဆာတင်နဲ့ brother ဟုအသင်းတို့ရဲ့ပွဲစဉ်ကတော့2-2ဆိုတဲ့ရလဒ်နဲ့ဒီဂျီအိုဆာတင်ကအနိုင်ရရှိသွားတာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့အစီအစဉ်တင်ဆက်မှုကိုဒီနေရာမှာပဲခိတ္တခဏရနာခွင့်ပြုပါခင်ဗျာရည်လားကို